မဲခင်လို့ဆိုတာတရားဓမ္မတို့တကယ်သိရမှာကပွားများမှရမယ်မပွားများရင်မရနိုင်သေးဘူးတိုင်းပွားများရစို့ဆိုတော့တရားဓမ္မတို့ရထားတဲ့ခန္ဓာဒီခန္ဓာရဲ့ပုံမှာကြည်ကြစို့ဆိုတော့တရားဓမ္မတို့မြင်စိတ်ကြားစိတ်စသည်ဖြင့်အမျိုးမျိုးပေါ်ခြင်းရပေါ်မယ်ဇဂုဝိညာဏဆိုမြင်စိတ်လေးပေါ်ဖို့ရှေးကဇဂုမတာရရူပယုဒီနှစ်ခုဟာတရားဓမ္မတို့ပုရိဇာတရှေးကအရင်ဖြစ်နေတာပုရိဇာတသူတို့နှစ်ခုအရင်မဖြစ်ဘဲနဲ့ဇဂုဝိညာဏဆိုတဲ့မြင်စိတ်ဟာမပေါ်နိုင်ဘူးဒါဒီမြင်စိတ်ဒီငကောဝရှိနေတာမို့အခုမှပေါ်လာတာဒါပြင်ဇဂုမတာရရဲ့ရူပယုံရဲ့သူတို့နှစ်ခုပုရိရှေးကဖြစ်ပြီးတော့ဇာတာဖြစ်ပေါ်လာလို့ပြေစရောအထောက်ပံ့နေကြောင်းဇဂုဝိညာဏမြင်စိတ်ပေါ်လာတယ်တရားဓမ္မတို့ဒါပဋ္ဌာန်းနည်းအနေနဲ့ပြောနေတာနောက်ပဋိစ္စသမုပ္ပါနည်းနဲ့ပြောကြစို့ဆိုတော့ဇဂုံသာပဋိစ္စရူမေဇဩမေဇတိဇဂုဝိညာဏဇဂုံပဋိစ္စပတ္တာရအကြည်ယုံလေးအကြောင်းပြုပြီးတော့ရူမေရှိကရူပယုံဆိုတဲ့အစင်ကလေးနဲ့တိုက်လိုက်တော့မြင်စိတ်ပေါ်လာတယ်ဒါဖြင့်အကြောင်းတစ်ခုကြောင့်ပေါ်လာတဲ့အကျိုးတရားတရားဓမ္မဒီမြင်စိတ်လေးဒီအကြောင်းမရှိဘဲနဲ့ပေါ်မလာဘူးအဲ့တော့ဇဂုံသာပဋိစ္စရူမေဇဩမေဇိဇဂုဝိညာဏဒါပဋိစ္စသမုပ္ပါနီးအရာပြောကြစို့ဆိုတော့အကြောင်းကြောင့်ပေါ်လာတဲ့အကျိုးတရားမြင်စိတ်နောက်သစ္စာဓမ္မနဲ့ပြောကြစို့ဆိုတော့ဒီခန္ဓာသည်ခြုံကြည့်ကြစို့ပင်စုပါရဏခန္ဓာဝိဒုက္ခဒီခန္ဓာတွေကပေါ်ခြင်းရာပေါ်ဒုက္ခသစ္စာပဲပေါ်မယ်ဒါရင်တရားဓမ္မတို့ရေထဲမှာရေရှားစရာမလိုပါဘူးဆိုသလိုပဲတဲ့ဒုက္ခခန္ဓာထဲမှာရှားလို့ဒုက္ခပဲတွေ့ပါလိမ့်မယ်ဒီဒုက္ခတွေ့မှသာလျှင်ဒီဒုက္ခမြင်ဒီဒုက္ခမုံဒီဒုက္ခဆုံးမှသာလျှင်နိဗ္ဗာန်ကိုတွေ့ပါလိမ့်မယ်